ကောင်းတဲ့လောကဓာတ်တွေဟာကိုကျင်တရားကိုစမ်းသပ်ပြီးဆိုးတဲ့လောကဓာတ်တွေဟာခန္ဓာရင်အားကိုစမ်းသပ်ခြင်းဖြစ်ပါတယ်လူရဲလို့ဖြစ်လာလို့လောကဓာတ်ရှင်မျိုးလုံးကိုကြုံတွေ့ရမှာဟာမလွဲမသွေပါပဲလူဘဝရဲ့ပြေးလန်းဟာလောကဓာတ်တွေနဲ့တိဆောက်ထားတာဖြစ်လို့တစ်ခုပြီးရင်နောက်တစ်ခုကအသင့်ဆောင်နေလျက်ပါလောကဓာတ်ဆိုတာကောင်းတာကြီးလည်းမဟုတ်သလိုဆိုးတာကြီးလည်းမဟုတ်ပါဘူးလောကဓာတ်၈ပါးဆိုတာ1လက်ရခြင်း2လက်မရခြင်း3အချွေအရန်ရှိခြင်း4အချွေအရန်မရှိခြင်း5ကဲ့ရဲ့ခံရခြင်း6ချီးမွမ်းခံရခြင်း9ချမ်းသာခြင်း10ဆင်းရဲခြင်းစတဲ့အကောင်းရောအဆိုးပါပါဝင်တဲ့ဖြစ်စဉ်တွေပဲဖြစ်ပါတယ်လောကဓာတ်တိုင်းဟာလည်းဖြစ်ပြီးရင်ပြတ်စမြဲပါအမြဲတမ်းလက်ပတ်နေမှာပါပဲအကောင်လောကဓာတ်တွေနဲ့ကြုံတွေ့ပြီးဘဝစည်းစိမ်ရရှိနေတဲ့အချိန်အတွင်းမှာလည်းမိမိကိုယ်ကိုစည်းစိမ်တွေကြားအပျော်တွေကြားမပြတ်စည်းသွားအောင်ထိမ့်သိမ့်တတ်ဖို့လိုသလိုအစိုးလောကဓာတ်တွေကြုံရတဲ့အခါလဲစာမေးပွဲတစ်ခုလိုမျိုးအဆုံးအထိခန္ဓာရည်ရှိရှိနဲ့ဖြတ်သန်းနိုင်ဖို့လိုပါတယ်ဒီလိုလောကဓာတ်၈ပါးအကြောင်းကိုသိထားမယ်ဆိုရင်ဘလို့ပြောင်းလဲပျက်စီးမှုမျိုးပဲလာဖြစ်ချိန်တန်လို့ဖြစ်ပြီးဒါဟာလောကသဘာဝရဲ့တရားပဲလို့နှလုံးသွင်းနိုင်မယ်ဆိုရင်လူရာထပ်ပိုးပြီးဆင်းရဲဒုက္ခတွေမရောက်တော့ပဲစိတ်အေးချမ်းနိုင်မှာပါဒါကြောင့်ကောင်းတဲ့လောကဓာတ်အလှည့်ရောက်နေလို့လဲမာမာနမကြွားဝပါနဲ့စိုးတဲ့လောကဓာတ်အလှည့်ရောက်နေလို့လဲမသိငယ်ပါနဲ့လူဘဝဟာလဲနေတဲ့ဇဝိုင်းတစ်ခုလို့နေရာတစ်ခုထဲမှာတည်မြဲနေမှာမဟုတ်လို့ပါ